ဘဝခရီးရှောက်လန်းနေတဲ့သူတွေကမပေါ်ပါဘူးကိုဘဝတာဝန်ကိုကလေးတယ်စားဖို့တာဝန်ဝတ်ဖို့တာဝန်တွေနေဖို့အလုပ်လုပ်နေရတဲ့တာဝန်တွေစားဖို့နေရေးအတွက်တယ်အင်မတန်လေးပါတယ်အဲ့ဒီအတွက်ရှောက်လန်းရတဲ့လမ်းတွေရလဲအင်မတန်ခက်ခဲပါတယ်ရေကန်အသင့်ကြာအသင့်ရတဲ့သူဆိုတာလက်တဆုပ်စာတောင်မရှိတော့ပါဘူးအများစုဟာရုန်းကန်ရပါတယ်ရုန်းကန်တာတော့မှတော်ကမကြပါဘူးကြိုးစားတဲ့လောက်လဲဖြစ်ချင်မှဖြစ်ပါတယ်ကြိုးစားမှုတွေကိုအတိမတ်မပြူတာတွေကိုပဲကြုံရပါတယ်ရိုးသားမှုတွေကိုဥပိ္ပခအပြုခံရတာတွေပဲကြုံရပါလိမ့်မယ်သစ္စာရှိမှုတွေကိုဥပိ္ပခပြုခံရတာတွေပဲကြုံရပါလိမ့်မယ်လေးစားမှုထားတာကိုမတိကျိုးကျွန်လှုပ်ထားတာတွေကိုပဲခံရပါလိမ့်မယ်အတိမတ်ပြုပေးခြင်းဆိုတဲ့သဘောတရားကိုကျင့်သုံးသူနဲတဲ့အတွက်ဘဝဆိုတာနာကျင်မှုတွေနဲ့ပြည့်နှက်နေပါလိမ့်မယ်ကိုကောင်းသလောက်အတိမတ်ပြုမခံရပါဘူးကိုတော်သလောက်လဲနေရာပေးခြင်းမခံရပါဘူးကိုသစ္စာရှိသလောက်လဲအတိမတ်ပြုမခံရပါဘူးကိုစေတနာရှိသလောက်လဲမေတ္တာပြန်ထားတာမခံရပါဘူးဒါကြောင့်စိတ်မထားတတ်ရင်နာကြီးစရာတွေကြီးပါပဲအဲ့ဒီနာကြီးမှုတွေနဲ့ငါကောင်းတယ်လို့မကောင်းဘူးငါသစ္စာရှိတယ်လို့ငါကိုအတိမတ်မပြုဘူးငါအနောက်ကနေကြောထောက်နောက်ခံအနေနဲ့ပံ့ပိုးပေးသလောက်တစ်စက်ကလေးမှပြန်လှည့်မကြည့်ဘူးစတဲ့ဒီနာကျင်မှုတွေကိုရင်ထဲမှာအကြာကြီးထားမယ်ဆိုရင်စားဝတ်နေရေးအတွက်လေးလံနေတဲ့နေရာကနေနာကျင်မှုနဲ့ထပ်ပြီးတော့ပိုပြီးလေးလံပါတယ်ပေါ်ပါတဲ့စိတ်ကိုမရဘဲနဲ့လေးလံလွန်တဲ့စိတ်နဲ့သာနေရပါလိမ့်မယ်ဒါကြောင့်ဥပိ္ပခပြုနိုင်တဲ့စိတ်ကိုမွေးမြူရမယ်ပြစ္ဆုတ်ပံမှာနေနိုင်တဲ့စိတ်ကိုမွေးမြူရမယ်ကောင်းကောင်းကောင်းမကောင်းကောင်းကောင်းကိုယက်တီမှုကိုယက်တီတဲ့နေရာမှာကိုယူရမယ့်တာဝန်ကိုအခြေပြွန်ဆုံးထမ်းဆောင်လိုက်တာအကောင်းဆုံးပါပဲအသိမှတ်ပြုသည်ဖြစ်ပါစေမပြုသည်ဖြစ်ပါစေကိုအရေးချင်းကိုသာတိတက်ပို့ပြီးတော့တိုးတက်ကောင်းမွန်လာအောင်ဖြည့်စွမ်းနေတာဘဝပဲ